Kejiru ye kanwe tournamentတစ်ခုကိုဆက်ခံရတော့မဲ့ကွန်ညာအားလုံးပဲမင်္ဂလာပါ Kejiru ကတော့ကားချိတ်နေခဲ့တဲ့ဘောလုံးရသည်တစ်ခုကိုဖျက်ဆီးခဲ့ရပြီးတဲ့နောက်မှာတော့နောက်ရသည်အတွက်ပြင်ဆင်မှုတွေစတင်ပြုလုပ်နေပါပြီအရင်ဆိုရင်လူတယောက်ခေါ်ဖို့အရေးကို10နှစ်လောက်ဆောင်ရတတ်တဲ့ Kejiru ကဈေးကွက်မဖွင့်ခင်မှာတည်းအပြောင်းရွှေ့တစ်ခုကိုအပြီးတက်နိုင်ခဲ့ပါတယ် Kejiru က Wolf တင်ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့မတ်တီးရဲ့ကွန်ညာကိုခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်ကွန်ညာ Kejiru စီကိုပြောင်းရွှေ့လာဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရပါတယ်Kejiru ဥရောပဝင်ဝင်ဆုံးရှုံးခဲ့ရပေမဲ့ကွန်ညာကတော့ Kejiru စီကိုပြောင်းရွှေ့ဖို့အတွက်ရွေးချယ်သွားခဲ့ပါတယ်ကွန်ညာအတွက်စာချုပ်ဖြတ်သိမ်းခြင်းအနေနဲ့ပေါင်တန်း60လောက်တော့ပေးချေသွားဖို့ရှိနေပါတယ်ဒါပေမဲ့ဥရောပဝင်ဝင်မရလို့ဘန်နာရေးချင်းနဲ့တိတ်မကောင်းတဲ့ Kejiru ကစာချုပ်ဖြတ်သိမ်းခြင်းကိုအရေးချခွဲပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကိုပေါင်တန်း20နှုန်းနဲ့အရေးချပေးချေသွားမယ်လို့လည်းသိရပါတယ်ကွန်ညာ Kejiru နဲ့အတူတူ9နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရက်ကိုချုပ်ဆိုသွားမှာဖြစ်ပါတယ်ဦးသင်းကလည်းဒီယာဒီမှာရုန်းကန်နေခဲ့ရပေမဲ့ကွန်ညာကတော့အသင်းအတွက်အားထားရတဲ့ကစားသမားဖြစ်ခဲ့ပါတယ်ဒီယာဒီမှာလည်း Wolf တင်အတွက်18ဂိုးသွင်းယူပြီးတော့ဂိုးဖန်နေမှု6ကြိမ်ပြုလုပ်ပေးထားပါတယ်ဒါအပြင်ဒီယာဒီအတွက်လည်း Wolf တင်ရဲ့တနစ်တာအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံထားရသေးပါတယ်Kejiru စီကိုပြောင်းရွှေ့ဖို့အတွက်ကအပိသက်ဖို့သာကြံရှိတော့ပြီးတော့ဒါမဲ့ဘက်ထဲမှာပဲဆေးစစ်မှုခံယူပြီးစာချုပ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်ကစားသမားတယောက်အသင်းပြောင်းပြီဆိုတာနဲ့ပရိသတ်တွေစိတ်ဝင်စားတတ်ကြတဲ့နောက်တစ်ချက်ကကျွမ်းနမတ်ဘလောက်ဝစ်စင်မလဲဆိုတာပဲဖြစ်ပါတယ်ကွန်ညာ Wolf တင်မှာကျွမ်းနမတ်10ကိုဝစ်စင်ကစားခဲ့ပြီးတော့လက်ရှိ Kejiru အသင်းမှာကကျွမ်းနမတ်10ကလည်းလစ်လက်နေပါတယ်ကျွမ်းနမတ်10ကိုနောက်ဆုံးဝစ်စင်ခဲ့တဲ့ကစားသမားကတော့ဒေါက်တာလီ Rashford ပဲဖြစ်ပါတယ်ဒေါက်တာလီကတော့ပြီးခဲ့တဲ့ဇန်နဝါရီမှာဗီလာအသင်းစီကိုအငှားထွက်ကစားနေခဲ့ပါတယ်ဒါပေမဲ့ဒေါက်တာလီကလာမယ့်နေ့မှာ Kejiru အယောင်ဖင်းတင်ထားခဲ့တဲ့ကစားသမားစီးရင်ထဲမှာပါဝင်နေပါတယ်။အဲကြောင့်ကျွမ်းနမတ်10ကလည်းလစ်လက်သွားဖို့ရှိနေပါတယ်။ Kejiru ရဲ့ကျွမ်းနမတ်10ဆိုတာကနဝင်ကျွမ်းနမတ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ Kejiru ရဲ့တမိုင်းမှာထာဝရဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့တဲ့ဝိန်းရိုနီဝစ်စင်ခဲ့တဲ့ကျွမ်းနမတ်ဖြစ်ပါတယ်။ဒါအပြင်ဒေါက်တာလီမတိုင်ခင်တုန်းကလည်းဇလာတန်လည်းဝစ်စင်ခဲ့သေးပါတယ်။ကွန်ညာလီနေကလည်းကျွမ်းနမတ်10ကိုပဲဆက်ခံလာဖို့များနေပြီးတော့အခြားကျွမ်းနမတ်ကိုတော့မရွေးချယ်ရသေးပါဘူး။ဒါပေမဲ့ Kejiru တဲ့ဆိုရင်စရာတစ်ခုရှိနေတာကကွန်ညာရဲ့စီကံမိုင်ပဲဖြစ်ပါတယ်။ကွန်ညာဟာဒီယာဒီမှာပွဲပတ်ပြတ်တန်းနေမကြာခဏခံခဲ့ရတဲ့ကစားသမားတူဦးလည်းဖြစ်နေပါတယ်။ဒီချက်ကိုတော့အမိုရင်တယောက်ကောင်းကောင်းကင်တွယ်နိုင်ဖို့လိုအပ်နေပါတယ်။အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။